လုံးပဲမင်္ဂလာပါရှင်ကျမက Hinge Diary Page မှာမေးဖြစ်ပါတယ်ကျမဒီနေ့မျှဝေပေးချင်တာကတော့ဝတ်သားနဲ့နှစ်ချစ်ကိုရှယ်ကောင်းကောင်းလေးဘယ်လိုချက်မလဲပြီးရင်ငရုတ်သီးထောင်းလေးငရုတ်သီးစားထောင်းလေးပေါ့နော်ငရုတ်သီးစားထောင်းလေးဘယ်လိုလုပ်မလဲဆိုတာလေးမျှဝေပေးချင်ပါတယ်ရှင်ကြည့်လိုက်ရအောင်နော်ကျမကဝတ်သားနဲ့မြင့်ချင်ချက်ရမှာဝတ်သားတုံးလေးတွေကိုနှုတ်အောင်သားလေးတုံးထားပါတယ်ပြီးတော့ကျမဒီရေပွက်စုတဲ့ထဲမှာပေါ့နော်တစ်ချိန်တစ်ခါလေးနည်းနည်းလေးပြုတ်ထားပေးပါတယ်ဝတ်သားတုံးလေးတွေအမြင့်ထောင်လေးတွေထပ်သွားအောင်ပါပြီးရင်ကျမတို့ဒီမြင့်ချင်လေးတွေကိုအနေတော်လေးနှီးပြီးတော့ရေဆေးစမ်းချင်ထားပါမယ်ရှင်မျိုးဆောင်လေးတွေကိုကျမချက်ထုံဖြူလေးအရင်ဆုံးထည့်ထားပါမယ်ပြီးတဲ့အခါကျရင်ချက်တုံလေးထားပါမယ်ကျမတို့ဒီဝတ်သားနဲ့မြင့်ချင်ချက်တဲ့အချိန်မှာဂျင်းကိုသုံးစရာမလိုပါဘူးเนาะဂျင်းဒီအပူစားဖြစ်ပါတယ်ညစ်တီလည်းအပူစားဖြစ်တဲ့အတွက်ကြောင့်ကျမတို့တွေနှစ်ခါထပ်ပြီးသုံးစရာမလိုပါဘူးရှင်ဟင်းလေးတအားပူသွားမှဆိုလို့ပါဟိုတဲ့ကိုကျမတို့ကဝတ်သားလေးတွေထည့်ပါမယ်เนาะပြီးတဲ့အခါကျရင်စောစောကထောင်းထားတဲ့ချက်တုံဖြူချက်တုံနီလေးထည့်ပါမယ်မယုတ်ပြီးမှုန့်လေးထည့်ပါမယ်ရှင်ချုံမောင်လေးလည်းထည့်ပါမယ်နော်စားလေးလည်းထည့်ပါမယ်ရှင်ကျမဒီဝတ်သားဟင်းလေးထဲမှာစီမထည့်တာပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီဝတ်သားလေးကနှုတ်အောင်သားလေးသုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဝတ်သားအစီလေးတွေကသူကသူဝင်ပါတယ်အဲ့အတွက်ကြောင့်ကျမတို့ကလုံးဝချက်တဲ့အခါကျရင်စုစီလေးတွေသူကသူနည်းနည်းစီထွက်လာပါတယ်ရှင်เนาะအဆက်မပြတ်တော့မှွေပေးဖို့မမေ့ပါနဲ့เนาะမြင့်ချင်လေးတွေကိုကျမတို့စပြီးထည့်ပါမယ်ဝတ်သားလေးတွေနည်းနည်းလေးလုံးပြီးလို့ပြီးသွားတဲ့အချိန်မှာမြင့်ချင်လေးထည့်လို့ရပါပြီเนาะမြင့်ချင်တဲ့ဝတ်သားလေးကိုတေချာလေးနိုင်လေးလုံးပါနော်ညငပိလေးအနေငယ်ထည့်ပါမယ်ရှင်ဟင်းလေးတွေတေချာစွာလုံးပြီးသွားပြီဆိုရင်အဖုံးလေးကိုခဏလေးဖုံးထားပါမယ်နော်မြင့်ချင်လေးတွေစူပွက်လာတဲ့အချိန်မှာကျမတို့ကဟင်းကိုအဖုံးဖွင့်ပြီးတော့ချက်ရပါမယ်ဘာဖြစ်လို့လဲဆိုတော့မြစ်ကအရန်ပူပါတယ်ရှင်မြစ်ကအပူငွေ့ကိုကျမတို့ကအုပ်ပြီးချက်လိုက်တဲ့အခါကျရင်ဟင်းထဲမှာဦးနဲ့လေးတွေထွက်တတ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မြစ်ချင်ဦးသွားပြီဆိုရင်ဟင်းကစားလို့မကောင်းတော့ပါဘူးရှင်အကယ်၍မြစ်ချင်နဲ့ဝတ်သားနဲ့လုံးပြီးချက်ပြီးတဲ့အခါကျရင်ကျမတို့ဒီစူပွက်လာပြီဆိုတာနဲ့အဖုံးကိုလုံးဝမဖုံးရတော့ပါဘူးเนาะအဲ့တခုလေးသတိပြုစေချင်ပါတယ်ပြီးရင်လိုတလောက်ရေလေးကိုထည့်ထားလိုက်ပါရှင်ရေတော့မဟုတ်ဘူးပေါ့နော်ကျမအမြဲတမ်းသုံးနေကြပြောနေကြစကားတစ်ခုရှိပါတယ်ဒီနေ့မှာကျမရေနွေးပဲထည့်ပါတယ်ရှင်ငရုတ်သီးစားထောင်းလေးထားမှုအတွက်ကျမပြင်ဆင်ပါတယ်တချို့ကငရုတ်သီးမှုန့်နဲ့လည်းထားမှုရပါတယ်ကျမကတော့ငရုတ်သီးစိမ့်လေးနဲ့ထောင်းချင်တဲ့အတွက်ကြောင့်ချက်တုံဖြုတ်ငရုတ်သီးစိမ့်လေးကိုကျမအပူပေးပြီးတော့လှော်ပါတယ်ရှင်မီအေးလေးနဲ့လှော်ပါမယ်နော်ငရုတ်သီးလေးတွေအနက်မွေးလာတဲ့အထိလှော်ပေးပါမယ်အဲ့လိုလှော်ပေးခြင်းကြောင့်ကျမတို့ငရုတ်သီးစားတဲ့အခါမှာဘိုက်မနာပါဘူးရှင်အဲ့ဒီဟာလေးကိုတတိပြုစေချင်ပါတယ်ပြီးသားငရုတ်သီးစိမ့်လေးတွေကိုစပြီးထားပါနော်ဆွဆွားဟာလေးတွေကျွန်တော်စပြီးထားပါမယ်ညက်ညက်လေးဖြစ်ထားပြီးပါအဲ့ဒီထားတဲ့အချိန်မှာလို့ပြောမလဲကျမတို့ဒီငရုတ်သီးမှုန်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်ငရုတ်သီးဖက်ကလေးလည်းဆင်တတ်ပါတယ်အဲ့လိုမျိုးလေးမဆင်အောင်တတိပြုပြီးတော့ထားပေးကြပါဦးနော်ကျမကငရုတ်သီးထောင်းနေတဲ့အချိန်မှာစားရင်အချိုမုံလေးကိုကျမရောပြီးတော့ထောင်းထားပါလိမ့်ရှင်ငရုတ်သီးလေးတွေညက်လာပြီဆိုရင်တော့ကျမတို့အချင်းတက်လေးအတွက်တမ်းမြလေးလေးကိုထည့်ပေးပါအရသာမြေဆန့်ကြည့်ပြီးအကုန်လုံးအနေထားတော်ပြီဆိုရင်တော့ကျမတို့ငရုတ်သီးစားတောင်းလေးကိုစားလို့ရပါပြီရှင်လိုက်ဖက်တဲ့ဝတ်သားနဲ့မြင့်ချင်နဲ့လိုက်ဖက်တဲ့ဟင်းတွဲလေးပါရှင်ရေလေးတွေပွက်ဆူလာပြီဆိုရင်မီးစမ်းကြည့်ပြီးလေဟာတာအနေတော်ပဲဆိုရင်စားလို့ရပါပြီရှင်။နန်းရတာနဲ့ပြည့်စုံတဲ့ဝတ်သားမြင့်ချင်ကဒီလိုစောင်းရသည်နဲ့အလွန်မှလိုက်ဖက်တဲ့အတွက်ကြောင့်ရှူရှူရှဲရှဲလေးပွတ်ထွက်မယ်။ငရုတ်သီးစားတောင်းလေးပါထပ်ထောင်တော့ကဲဘာလို့သေးလဲပြော။ရတာရှိတဲ့ဟင်းပွဲလေးတွေကိုနေ့စဉ်နေတာစံပြက်
တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မင်းရဲ့ဟင်းချက် diary page လေးကို like and follow လုပ်ပေးဖို့တောင်းဆိုပါရစေရှင်အချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။